ကောင်မလေးကရုတ်တရက်အဝတ်ထည်တွေကိုချွတ်ချလိုက်ကရှေ့ကလူငယ်စီကိုချင်းကပ်သွားပါတယ်။သူမရဲ့ဖြောင်းဖျလှုပ်ရှားမှုတွေကြားကယောင်္ကျားလေးမှတုတ်ပြန်ဖို့အချိန်တောင်မရခဲ့ပါဘူး။ရုတ်တရက်သူမရဲ့နှက်ခမ်းတွေဟာသူ့လည်ပင်းမှာဆွဲဝင်သွားခဲ့တယ်။နောက်တစ်စက္ကန့်အတွင်းမှာပဲလူငယ်ရဲ့လည်ပင်းသွေးလွတ်ကြောဟာသူမရဲ့သွားဆွဲတွေအောက်ပေါက်ထွက်သွားခဲ့ရပါတယ်။ဒီအဖြစ်ပြက်မတိုင်ခင်တရက်ကတည်းကဒီအဖြစ်ဆိုးကြီးစတင်ခဲ့တာပါ။မင်းသမီးလေးနဲ့သူ့အဖေါ်ဟာစိတ်မကောင်းစွာနဲ့လူငယ်အုပ်စုရဲ့တားကောင်ဖြစ်ခဲ့ရတယ်။ဘလို့မှမတက်တာတဲ့အချိန်ရဲတယောက်ရောက်လာခဲ့တဲ့ကယ်တီရှင်လာပြီးထင်ကနှစ်ယောက်လုံးရဲကိုနောက်မှာပုံးချင်ခဲ့ကြတယ်။ဒါပေမဲ့ဒီရဲဟာလူဆိုးတွေနဲ့ပေါင်းပြီးသူတို့ကိုလှည့်စားခဲ့ပါတယ်။သူ့မျက်လုံးတွေမှာပုံမှန်မဟုတ်တဲ့အကြည့်တွေနဲ့မင်းသမီးလေးကိုစိုက်ကြည့်နေခဲ့တယ်။မကြခင်မှာပဲရဲငယ်ဟာမင်းသမီးလေးရဲ့အလှတရားကိုမခံမရက်နိုင်ဖြစ်လာခဲ့တယ်။အဲ့ဒီနောက်သူမကိုကွန်တိန်နာကားနဲ့အတင်းတွန်းသိမ်းလိုက်တဲ့တမိနစ်အကြာမှာယောင်္ကျားလေးဟာချွေးကြည့်ကြည့်ဘောင်းပြီးကိုတင်းတင်းကြပ်ကြပ်ဆွဲတဲ့အတန်နဲ့အတူဂုံယူဝင့်ကြွားစွာပြန်ထွက်လာခဲ့တယ်။ခဏအကြာမှာမင်းသမီးလေးရဲ့အဖေါ်ဟာကွန်တိန်နာထဲဝင်သွားပြီးသူမကိုနှစ်သိမ့်ပေးဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့သူမလည်းသူ့လိုပဲထဲမှာပိတ်မိတော့မယ်ဆိုတာမသိခဲ့ပါဘူး။ရဲငယ်ကိုရင်ဆိုင်ရတဲ့အခါအဖေါ်မကလေးဟာသူ့မျက်နှာပေါ်ကိုဒရွေးပက်လိုက်တဲ့ဒီလောက်ရက်ကတော့ယောင်္ကျားလေးကိုလုံးဝအရန်ဒေါသထွက်စေခဲ့ပါတယ်။သူမအတွက်ကြောက်စရာအဆုံးစီရင်မှုတွေစတင်ခဲ့ပြီးမပြတ်တမ်းကြားရတဲ့မခံမရက်နိုင်လောက်တဲ့အော်ဟစ်တန်တွေနဲ့ရိုက်နှက်မှုတွေဆက်တိုက်ဖြစ်ခဲ့တဲ့ဘေးနာကမင်းသမီးလေးဟာဘာမှမတက်နိုင်ပဲသူ့နားကိုပိတ်ပြီးငိုရှုံးနေုံပဲလုံနိုင်ခဲ့တဲ့ဒီလိုချိန်မှာပဲမျက်နှာဖုံးဆွတ်ထားတဲ့နောက်ထပ်ယောက်ျားတစ်ယောက်သူတို့ရှိမှပေါ်လာခဲ့တယ်။ဒါပေမဲ့သူ့ရည်ရွယ်ချက်ကလည်းဒီမင်းသမီးလေးကိုပါပဲ